အားလုံးမင်္ဂလာပါဒီနေ့ပေါ်တော့ကျွန်တော်ဒီ Edubook software ကိုကျွန်တော် update တင်လိုက်တာဗျာဒီ version 1.10 version ပေါ့နော်ဆောင်းရမိုက်တယ်ဗျာတကယ်ရမိုက်တယ်ပြောချင်တာကကျွန်တော်တို့ပစ္စည်းများများကြီးတောင်းလို့ရတယ်ပြီးနောက်တစ်ခုက function တွေဒီ Oracle equipment တွေ device တွေအပူပြန်ထပ်ပေးလာတာပေါ့နော်ဒီကျွန်တော်ခုလက်ရှိဒါဆွဲထားတာ started တာဖြစ်ပါတယ်ကျွန်တော်ဒါဆွဲပြီးသားဖြစ်ပါတယ်ကျွန်တော်ပြန် run ပြမယ်အမတိုင်ခင်မှာကျွန်တော်ဘာပစ္စည်းတွေပူလာလဲဆိုတော့ကျွန်တော်ပြမယ်နော်အရင်မှာ time မရှိပြီးကျွန်တော်တို့ဒီ wiring ကာရကုတ်တွေပါအကုန်ပြောင်းသွားတာဗျာဆောင်းရမိုက်တယ်ဗျာကျွန်တော်ရမ်းကြိုက်လိုက်ကျွန်တော်ပြမယ်ဗျာဒီမှာခဏရှေ့ဆုံးပါနော်သူဘာပစ္စည်းဘာထပ်ပါလာလဲဆိုတော့ကျွန်တော်တို့ဒီမှာပေါ့နော်ဒါတော့ပုံမှန်ကျွန်တော်ရှိပြီးသားပါတယ်ဒီကောင်ရှိပြီးသားဘာထပ်ပါလာလဲဆိုတော့အစ်စ်ပါလာတဲ့ထဲမှာပေါ့နော်ဒီမှာလက်ရှိမြင်လာနေတယ်ဒီတိုင်မှာပေါ့နော်ဒီ on delay off delay တိုင်မှာပါလာတယ်ပြီးရင်သူကဘာထပ်ပါဆို PNC တွေ့တယ်မှာ PNC မှာနှစ်မျိုးပေါ့နော် EVC နဲ့ဒီ PNC ဆိုတော့နောက်ထပ် device တစ်ခုထပ်ပြီးမှသူဒီနောက်ဆုံး version မှာထပ်ပေးထားတယ် okay နောက်တစ်ခုကဒီမှာအစကဒီတစ်ခုပဲပါတာပေါ့နော်ဒီ MPCB ဆိုတော့အစကဒီနောက်ပိုင်းဒီ version တင်မှာဒီကောင်လေးထပ်ပေးထားဖြစ်ပါတယ် okay နောက်တစ်ခုက overload ကတော့ပုံမှန်တိုင်းပဲပေါ့နော် overload ပါတယ်ဒီမှာ relay နောက်တစ်လုံးပေါ့နော်ဒီ relay ကတော့ကျွန်တော်မဆန်းကြည့်ရတယ်ကျွန်တော်လက်ရှိဒီ relay နဲ့ကျွန်တော် run ထားပြဖြစ်တဲ့ဒီ started တော့ relay တစ်လုံးထပ်ပူလာဗျာဒီကောင်ကျွန်တော် zoom နဲ့ဆွဲကြည့်အောင်မှာကျွန်တော်ဒါထင်တယ်ဒီကောင်ကဒီ off delay timer ပုံစံပေါ့နော်ဒီပုံစံဆိုရင်တော့ off delay timer ထင်တယ်ဗျာပြောချင်တာဒီ off delay နဲ့ on delay နဲ့ထပ်ပါတာပေါ့နော်ဒီ model မှာဒီနောက်ဆုံး update version မှာတကယ်ကိုပစ္စည်းကရမ်းမိုက်တယ်ဗျာကျွန်တော်ပစ္စည်းတော်တော်ကြီးကိုထပ်ပြီးမှပေးထားတာတွေ့ရတယ်ပေါ့နော်ဒါတော့ you ကျွန်တော်တို့ပုံမှန်တိုင်းမှာဖြူလေဗျာဒီမှာကျွန်တော်ပြောချင်တာဒီမှာ contact တွေ့လားဒီမှာဒါကတော့ဒီ fire alarm ပုံစံပေါ့နော် alarm ပုံစံဒီမှာဗျာ float ဒီ floatless switch လိုက်ပါလာတယ်ဒီမှာထပ်ပြီးမှကျွန်တော်တို့ဒါတော့ကျွန်တော်ဒီ token switch ပုံစံဗျာတကား break ဒါမှမဟုတ်ဒီ late တကားတွေ break ပေါ့နော်ဆိုတော့ဒီမှာဒါတော့အလုံးတရတိုင်း no save ပုံစံ what no save ပုံစံ switch အများကြီးပါလာဗျာဒီနောက်ပိုင်းဒီ model ဒီနောက်ဆုံး version ထွက်ထားတယ်မှာသူအများကြီးပေးထားတာဒါကျွန်တော်သုံးလို့ရဗျာ control နဲ့ဗျာကျွန်တော် control နဲ့ဒါကြီးကျွန်တော်နောက်ထပ် video တွေမှာကျွန်တော်ထပ်သုံးပေးထားမှာဒီကောင်ဆိုကျွန်တော်တို့ remote တင်တဲ့နေရာတွေမှာကျွန်တော်သုံးရပါဘောနော်ဒီကောင်တော့ pressure တို့ဘာလို့ညာမှာကျွန်တော်ထပ်သုံးရမှာဒီကောင်တော့ကျွန်တော်မသိဘူးနော်မှန်တယ်ပြောရင်ဒီကောင်ဘာလဲဆိုတော့ပစ္စည်းကဆိုတော့ဒီကောင်ကျွန်တော်တကား break တွေပါပေါ့နော်ဒီမီးကိုကျွန်တော်တို့ switch on လုပ်တဲ့ဥစ္စာဒီ version မှာဒီ 1.0 version မှာတကယ်ဒီကောင်ကဆောင်းမိုက်အများကြီးပေးထားတာပေါ့နော်ဒီတော့ကျွန်တော်ပေးထားမယ်မထင်ထားဘူး okay ကျွန်တော်ဒီကောင်လေးပြန်ဖြတ်လိုက်ပါမယ်တကယ်ဆောင်းကကျွန်တော်ဆိုတော့ပြန်ပြောပါဘာလို့ကိုကဒါလေးတွေဆွဲနေရဝါသနာပါဆို okay ဒါတော့ပုံမှန်တိုင်းပဲဒီဟိုဟာတွေဒီ panel နဲ့နေပေါ့နော်ဒီမှာခုနကကျွန်တော်သုံးထားတဲ့တိုင်မှာပေါ့နော်ဒီတိုင်မှာလည်းပါလာတယ် okay ဒါပါပဲအဓိကကျွန်တော်တို့ပါလာတယ်မှာ off delay တိုင်မှာပါလာမယ်ဒီကောင် optic on delay ထားပါတော့ on delay ပေါ့နော်ဒီကောင် on delay တိုင်မှာပါလာမယ်ပြီးရင်ဒီမှာဒီ floatless switch တွေဒီ toggle switch ပုံစံတွေပေါ့နော် switch တွေပါလာမယ်ပြီးရင်ဒီမှာ off delay တိုင်မှာပေါ့နော်ဒီ control မှာတကယ်ရေးကြည့်အောင်ဒီ off delay on delay တွေကျွန်တော်တို့ပဲချိန်မှာ off channel လေးပဲချိန်မှာ on channel လေးဆိုတော့ certificate ကောင်လေးကျွန်တော်တို့ကိုဒီသုံးချင်လို့သုံးလို့ရအောင်ဆိုဒီတိုင်မှာရေးကြည့်အောင်တယ်ဆိုတော့ပြီးရင်နောက်တစ်ခုကကျွန်တော် PNC ဆိုတဲ့နှစ်မျိုးထပ်ပါလာပေါ့နော်ထပ်ပြီးမှဒီ version တင်မှာဆိုတော့ breaker တော့ပြောမနေတော့ breaker တော့ 1.24 ဆုံးပြန်ထပ်ပြီးထားဟုတ်တယ်1.4ဆိုရင်အများကြီးပဲဒီမှာ voltage transformer တွေပါပါတယ် PMCB ဆို1.24 3.4အကုန်ပါတာပေါ့နော်ဆိုတော့ဒီကတော့ဒီ version အတင်မှာပေါ့နော် 1.10 နောက်ဆုံး version မှာ Edubook software ကတကယ်တော်တော်ကြီးကို function ဒီ equipment တွေအများကြီးပြန်ထပ်ပြီးထားတာတွေ့ရတယ် okay ကျွန်တော်ဒီကောင်ကတစ်ခုဒီ forward refer ကိုကျွန်တော် run ထားတာဖြစ် forward refer မဟုတ်ပါ start data ကျွန်တော် run ထားဖြစ်ပါတယ်ဒီကောင်က data ဟုတ်ပါတယ် star နဲ့ data နဲ့ကျွန်တော်တို့ motor set run မှာ data star ကိုပြင်ချိန်နေတာဖြစ်ပါတယ် data နဲ့ run မှာ star ကိုချိန်နေတာဖြစ်ပါတယ်ကျွန်တော် run ကြည့်အောင်ပါ okay ကျွန်တော်တို့ဒီမှာပေါ့နော် breaker တင်လိုက်မယ် okay အဲ့ချိန်မှာကျွန်တော်ပြပြီးမှာပေါ့နော်ဆိုတော့ဒီကောင်K1 ပေါ့နော် magnetic က1ဒီကောင်က2ဒီကောင်က3ဒီကောင်က main magnetic connector ဖြစ်မယ်ဒီကောင်က star ဖြစ်မယ်ဒီကောင်က data ဖြစ်မယ်ဒီကောင်က star ဖြစ်မယ်ပေါ့နော်ကျွန်တော်တို့ start နှိပ်လိုက်တဲ့အချိန်မှာ main connector ရဲ့ media လင်းမယ်ဒီ data ရဲ့ media လင်းမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ timer မှာကကျွန်တော်တို့ data နဲ့ block ထိမောင်းခိုင်းတယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ star ကိုဘယ်နှစ် second မှာတန်းချိန်ခိုင်းတယ်ပေါ့နော် site ဖြစ်ဒီကောင်နဲ့ချိန်လို့ရတယ်ကောင်က pro version မှာဆိုရင်တော့ဒီကောင်ခဏနေအကုန်လုံးတွိုင်းမှာဒီကနေပေါ့နော်ကျွန်တော်တို့ဒီကနေတွားချိန်လို့ရဟုတ်ပါတယ်ခုကကျွန်တော် pro version မဟုတ်သူ free pay ထားဥစားသုံးထားဖြစ်တဲ့အတွက်သူပေးထား time မှာပဲကျွန်တော်သုံးထားဖြစ်ပါတယ် okay ဆိုတော့ကျွန်တော်ဒီမှာ motor ပေါ့နော်ကျွန်တော်လည်း zoom ထပ်ကျင်းပြပဲ okay ကျွန်တော် start နှိပ်လိုက်ပါမယ်နော်ကျွန်တော်ဒီမှာ control အတွက်လည်း breaker တင်ထားပြီးသွားဖြစ်တယ်ဒီဘက် motor အတွက်လည်း breaker တင်ပြီးတာဖြစ်တယ်ကျွန်တော် stack ကိုနှိပ်လိုက်တဲ့အချိန်မှာဒီ magnetic connector ကတ်မယ် data လည်းကတ်မှာဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာ run နေဖြစ်တယ်ပြီးရင် motor run နေပြီပေါ့နော်အဲ့ချိန်မှာဒီမှာ second ပြသွားတယ် data ကိုချိန်တာပေါ့နော်ဆိုတော့အပုံစံလေးပါ start data ဒါခုကျွန်တော် start data လောက်ထားဥစ္စာဖြစ်ပါကျွန်တော်တို့ stop လုပ်လိုက်တယ်ဥပမာကျွန်တော်တို့ဒီမှာ set mount နေချိန်မှာ
Right ဒီကောင်နှလုံးကတ်မယ် data တစ်လုံးကတ်မယ် main မှာကတ်တဲ့ကောင်တစ်လုံးကတ်မယ်ဒီမှာ second လေးသွားနေတယ် okay second လေးသွားတဲ့ဥစ္စာကျွန်တော်ဒီကပ်ပြင်မယ် okay ဒီကောင်က main connector ဒီကောင်က timer ဒီကောင်က data ဒီကောင်က star ပေါ့နော်ကျွန်တော်တို့ data နဲ့ဘယ်နှ second မောင်းခိုင်းမှာကျွန်တော်တို့ star ကိုချိန်ခိုင်းမယ်ပေါ့နော်ဆက်ပြီးလို့ဆော့ကျွန်တော် stack ကိုနှိပ်လိုက်မယ်ဒီမှာ timer လေးတွားနေတွေ့ရတယ် timer လေးတွားနေတယ်တွားပြီးသွားရင်ကျွန်တော်တို့ star ကိုကတ်တယ် motor run တယ် data မှာလည်း motor run နော် star မှာလည်း data ရအောင် okay ဒီနေ့ဗီဒီယိုကတော့ဒါလေးပါပဲ star data လေးကိုကျွန်တော်ဆင်ပြတဲ့ဥစ္စာဒီမှာဒီဗီဒီယိုလေးရိုက်ပြီးမှ share ပြန်လုပ်ပေးရဖြစ်ပါတယ် okay ကျွန်တော် see you next video ကနောက်ပိုင်းဗီဒီယိုတွေမှာကျွန်တော်ဒီ motor control နဲ့ပတ်သက်ပြီးမှရေတင်တဲ့ဥစ္စာပေါ့နော်ခုနကကျွန်တော်ပြတဲ့ကျွန်တော်ရေပေါ် ground tank underground tank ပေါ့နော်ဒီ overflow tank တွေကိုကျွန်တော်သုံးတဲ့အခါမှာရေ motor ကို auto တင်ချင်တဲ့အခါမှာသုံးလို့ရမယ်ပုံစံလေးကျွန်တော်ထပ်ပြီးမှဆင်ပြီးထပ်ပြီးမှဒီ control ကိုအစကပုံစံလေးကိုကျွန်တော်ထပ်တင်ပေးပါမယ်အဓိကတော့ဒီပစ္စည်းတွေကျွန်တော်သုံးချင်အောင်တော့ PNC ကထားပါတော့ PNC ကလည်းဒီကောင်ကျွန်တော်ပုံမြင့်နေတဲ့ PNC ကတကယ်ကြောင့်ကွန်ပျူတာနဲ့ run တဲ့ဥစ္စာဆိုဒီ update time မှာတောင်းမှာဒီ flow let switch တွေ token switch တွေဆုံးမှာကျွန်တော် step ပြီးမှဆိုရင်မှတင်ပြပေးမှာဖြစ်ပါတယ် okay အားလုံးအတွက်ကျေးဇူးအများကြီးတင်ပါတယ်